Hello မင်္ဂလာပါ Good evening ကျမရဲ့မိဖို့ကြောင့်ကိုနိုင်ရန်ကတ်တော့မယ်โอเคဒီမှာနိုင်ရန်ကတ်တော့မှာဖြစ်တယ်ဒါကတော့မကတ်ခင်မှာပေါ့နော်နိုင်ရန်မကတ်ဘူးဆိုရင်တော့ဒီမှာကြည့်လို့မကောင်းတဲ့အရာလေးရှိလာပြီဒီမှာတော်တော်လေးစိုးနေပြီရပြီအနေလေးတော်လိုက်တာကဲရပြီကဲနိုင်ရန်ကတော့ကပ်ပြီးတော့ပါပြီရှင်ကပ်ပြီးတော့ပါပြီရှင်ဒီဖက်အချမ်းကတော့လူသေးတယ်မပြီးသေးဘူးဒါမိဖို့ကြောင့်မကပ်ဘူးဆိုရင်နိုင်ရန်တွေကဒီလိုမျိုးကွာကြလာတယ်စေးတုတ်ထားတာတွေကွာလာတဲ့အတွက်ကြောင့်ဒီလိုမျိုးကတ်ထားတာကရေရှည်အတွက်အဆင်ပြေပါလေလို့ပြီးတော့ပါပြီရှင်